အားလုံးပဲမင်္ဂလာပါဗျာကိုဇော်စပေါ့ channel အားလုံးနှုတ်ထွေးသားကြည့်တော့ပါတယ်ကျွန်တော်တကယ်ကြောင့်မျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကဲမနေ့ကဆိုလဲကျွန်တော်တို့ဗီဒီယိုထဲမှာတော့ကျွန်တော်တော်တော်လေးအဆင်ပြေကြလိမ့်မယ်ယုံကြည်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်အစောပွဲဖြစ်တဲ့ဒေါမွန်နဲ့ပွဲကတော့ကျသွားတယ်ပေါ့ဗျာအင်တာနက်ဥရာဝပွဲမှာဆိုဥရာဝဆိုရင်တော့ကျွန်တော်ဥရာဝနဲ့ကိုပေါင်းအောက်ကိုပေါ့ဗျာရေးသွားတာဖြစ်ပါတယ် free minutes နဲ့ကျွန်တော်ဦးဆန်ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်စုံပေါ်ရွေးပေးခဲ့တာဖြစ်ပါတယ်ဒီ Republic နဲ့ Monterrey တို့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော် Republic နဲ့ကျွန်တော်6ပေါင်းအောက်ပေါ့ဗျာ6ပေါင်းအောက်ကိုရွေးပေးခဲ့တာဖြစ်ပါတယ်ဗျာဒါမှလည်းကျွန်တော်မနေ့ကကျွန်တော်တို့ဒီ free tip မှာဆိုလဲကျွန်တော်ဒေါမွန်ပွဲကို6ပေါင်းအောက်ရွေးပေးခဲ့တာဖြစ်ပါတယ်ဒေါမွန်ပွဲ6ပေါင်းအောက်ကျပါဖြစ်ပါတယ်ဗျာကျွန်တော်မန်မာထဲမှာဆိုလဲကျွန်တော်2ပွဲရှုံး1ပွဲနိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်အဲကျွန်တော်မန်မာကိုလည်းကျွန်တော်အကောင်းဆုံးပေါ့ဗျာပြန်ပြီးတော့စူးစမ်းရမယ့်ပုံစံမှာရှိပါတယ်ဗျာကဲဒီမှာဆိုလဲကျွန်တော်တို့၄ပွဲပဲပေါ့ဗျာ၄ပွဲဆိုတော့ထုံးစံတိုင်းပဲကျွန်တော်ဒီ file မှာဆိုရင်ကျွန်တော်2ပွဲတင်ပြီးတော့ကျွန်တော်တပွဲကောင်း channel မှာဆိုရင်2ပွဲတင်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့သတိထားမှာအချက်တွေပေါ့ဗျာအများကြီးတော့ရှိတဲ့ပုံစံလေးမှာရှိတယ်ဒါဘာဖြစ်လို့ဆိုတော့ကြီးမအောင်တာပေါ့ဗျာကျွန်တော်တို့အပေါ်ကြီးတွေကြီးမအောင်တာပုံစံရအောင်ကျွန်တော်ကြည့်မယ်ဆိုရင်3ရက်လောက်ရှိသွားပြီလို့ပဲကျွန်တော်ပြောချင်ပါတယ်တပွဲစီလောက်ပဲပေါ့ဗျာတပွဲစီလောက်ပဲကြီးအောင်နေတာအပေါ်ကြီးအောင်တာတွေ့ရပါတယ်မနေ့ကဆိုလဲဒီ free minutes ပွဲပဲကျွန်တော်ကြီးအောင်သွားတာတွေ့ရတယ်ချန်နယ်ပွဲစဉ်တွေမှာအကုန်လုံးကြီးကျသွားတာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်တွေမှာဆိုလဲကျွန်တော်တို့သတိကြီးထားသိချင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီအုပ်စုနှုတ်အုပ်စုပေါ့ဗျာအဲ့ဒါလေးကိုလည်းချိန်ထိုးပြီးတော့စဉ်းစားစေချင်ပါတယ်ဗျာဒါလည်းဘာလို့လဲဆိုတော့ဒီ Juventus အုပ်စုอ่ะဆိုရင်ကျွန်တော် Real Madrid အုပ်စုနဲ့ကျွန်တော်တွေ့မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗျာ Juve ရော Man City ရောဒီနေ့ Real Madrid ကိုရှောင်ဖို့ရာခိုင်နှုန်းတော်လေးများပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ဒါစောတယ်ဆိုပေမဲ့လည်းပေါ့ဗျာဒါဒုတိယအကျော့ပွဲစဉ်တွေပေါ့ဗျာဒါနောက်ဆုံးရက်လည်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တေချာလေးချိန်ပြီးတော့စော့စီကြပါတယ်ဘာလို့လဲဆိုတော့နှစ်သင်းလုံးကကျွန်တော် Juve ရော3မှတ်ရထားတယ် Man City ရော3မှတ်ရထားတဲ့အတွက်ကြောင့်ပေါ့ဗျာဒီနေ့ပွဲစဉ်တွေများတကယ်များကန်လာမလားပေါ့ဗျာအဲ့ဒီတစ်ချက်ကိုကျွန်တော်တို့ထည့်သွင်းပြီးစဉ်းစားရမှာဖြစ်ပါတယ်နောက်ဆုံးပွဲစဉ်မှာကျွန်တော် Juventus နဲ့ Man City တို့ထိတ်တိုက်တွေ့ဆုံနေတဲ့အခိုက်အတန့်ပေါ့ဗျာဒါကြောင့်ကျွန်တော်တို့ကြေးပေးထားတဲ့ပုံစံအရကျွန်တော်တို့ကြည့်မယ်ဆိုရင် Man City ကနေပြီးတော့ကျွန်တော်တို့1ကိုကျွန်တော်တို့80နိုင်90နိုင်လောက်ပေးလာတာဖြစ်တယ်ဂိုးပေါင်းစည်းပေါ့ဗျာဒီပွဲမှာဂိုးပေါင်းစည်းတော်တော်လေးပျော့ပြောင်းနေတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးပွဲစဉ် Juventus နဲ့ Man City တို့ပွဲစဉ်ဟာဆိုရင်တစ်ဖက်အုပ်စုမှာဖြစ်တဲ့Real Madrid အုပ်စုကိုကျွန်တော်တို့ကြည့်ပြီးတော့ဆော့လာမယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာတပွဲကြိုပြီးတော့စဉ်းစားစီခြင်းနဲ့ဆိုတဲ့အချက်ကိုကျွန်တော်ပြောတာဖြစ်ပါတယ်ဗျာဒီမှာကျွန်တော်တို့ Real Madrid ပေါ့ဗျာနိုင်သွားနိုင်ပါတယ်Real Madrid အနိုင်ရဖို့လည်းရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပါချူကာအနေနဲ့ကျွန်တော်အမြင်ပေါ့ဗျာခန်းစစ်ပဲဆော့လာဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်လို့ပဲကျွန်တော်တွေးပါတယ် Real Madrid နိုင်မယ်ကတ်နိုင်သွားဖို့ရှိပါတယ်ဒါ Juventus နဲ့ Man City တို့ပွဲစဉ်အားဆိုရင်တော့ Juventus ကလည်းကျွန်တော်တို့နိုင်ကြီးတော့ဖွင့်ထားတယ်ဗျာဒါပေမဲ့ကျွန်တော်ကြီးရတော့တော်လေးပြော့တာတွေ့ရတယ် Man City ပွဲစဉ်ဆိုလဲဒီလိုပဲကျွန်တော်အေးဟိုပေါ့ဗျာဟိုပြောရရင် Juventus က9လုံးတော့တွင်းထားတယ်ဆိုတော့ဒီနေ့ပွဲစဉ်လည်းကျွန်တော် Man City အနေနဲ့အနိုင်ရဖို့ဗျာတေးချနေတယ်ကျွန်တော်ကြီးအောင်ပဲချက်စဉ်းစားရမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ဒီ define ပေါ့ဗျာဒီကိုတော်ကြီး channel မှာဆိုရင်တော့ကျွန်တော်နှစ်ပွဲ Juventus နဲ့ကျွန်တော် Wydad တို့ပွဲစဉ်ရယ် Real Madrid နဲ့ Pachuca တို့ပွဲစဉ်ကိုကျွန်တော်သုံးသက်ပြောဆိုပေးသွားမှာဖြစ်ပါတယ်ဗျာJuventus နဲ့ကျွန်တော်တို့ Wydad ပေါ့ဗျာဒီပွဲစဉ်ကကျွန်တော်တို့ည10နိုင်ခွဲမှာကံမှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်တာတွေ့ရပါတယ်ဗျာမနေ့ကအစောဆုံးပွဲစဉ်တစ်ပွဲမှာဆိုတော့ Dortmund နဲ့ကျွန်တော်တို့ Mamelodi တို့ပွဲစဉ်မှာဆိုရင်တော့အချိန်နဲ့ချသွားပြီးတော့ကျွန်တော်6ပေါင်းပေါ်သွားတာဖြစ်ပါတယ်3လုံးငါးမိုးနိုင်ဝင်ရိုးပဲဖွင့်သွားပြီးတော့6ပေါင်းပေါ်သွားတာတွေ့ရပါတယ်ဗျာကျွန်တော်တို့ twist လေးပေါ့ဗျာလှည့်သွားတာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရွေးရမှာပဲမတက်နိုင်ဘူးပေါ့ဗျာကျွန်တော်တို့ Dortmund ခြေကိုလည်းအဲ့လောက်ထိမယုံတာလည်းပါတယ်ဒါပေမဲ့တစ်ချက်စဉ်းစားရမှာတော့မော်ကကျွန်တော်တို့ပထမပွဲမှာကျွန်တော်တစ်မှတ်ပဲရရှိထားတဲ့အတွက်ကြောင့်တော့မော်ကဒုတိယပွဲမှာတော့အကောင်းဆုံးကန်သွားတာကျွန်တော်တွေ့ရပါတယ်၃မှတ်ရယူသွားတာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော် Juventus က Wydad ကိုပေးလာတဲ့ခြေတန်းအရပေါ့ဗျာနှလုံးကိုကျွန်တော်စတီကြီး40အနိုင်50နိုင်လောက်မှာဖွင့်လှစ်ထားတာတွေ့ရတယ်ကိုပေါင်းစည်းလဲဒီလိုပါ3လုံး5မှုနိုင်ဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာ
မနေ့ကြီးကျွန်တော်ကြည့်မယ်ဆိုရင်မနေ့မှာဆိုရင်တော့ကျွန်တော်180ရှုံးဖွင့်လှစ်ထားတာတွေ့ရတယ်2ရှုံးဖွင့်လှစ်သွားတာတွေ့ရပါတယ် body 0ကိုပေါင်း0ကျလာတာတွေ့ရပါတယ်ဗျာအခုလက်ရှိအချိန်ပေါ့ဗျာကျွန်တော်မြန်မာစံတော်ချိန်ညနေ4:00 9:00လောက်မှာကျွန်တော်ဒီ file ကိုလှုပ်ထားတာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်ပေးထားတဲ့ခြေတန်းရကြည့်မယ်ဆိုရင်1ငမှုရှုံးဝင်ရိုးကိုတွားနေပြီဖြစ်ပါတယ်အခုချိန်မှာကျွန်တော်165ရှုံး180ရှုံးလောက်ပေးထားတာဖြစ်ပါတယ်ဗျာကိုပေါင်းစရတော့ဒီတိုင်းပါပဲ2ရှုံးဝင်ရိုးကိုပေးလာတာဖြစ်ပါတယ်2ရှုံးကနေပြီးတော့ကျွန်တော်အမြင်ပြောရရင်တော့ထပ်ပြီးတော့ကြာကောင်းကြာသွားနိုင်တဲ့ကြီးတန်းကိုဖွင့်လှစ်ထားတာကျွန်တော်တွေ့ရပါတယ်ဗျာဒါတော့ဒီဘက်မှာဆိုတော့ကျွန်တော်အရှိမှလည်းကျွန်တော်ပြောသွားသလိုပဲဂျူဗင်တက်နဲ့မန်စီးတို့ပွဲစဉ်ဟာကျွန်တော်တစ်ဖက်အုပ်စုဖြစ်တဲ့ Real Madrid ကိုကျွန်တော်ချိန်ပြီးတော့ဆော့လာမှာဖြစ်ပါတယ်ဒါဒီပွဲစဉ်ကကျွန်တော်တို့ဒါဒုတိယပွဲစဉ်ဖြစ်တာနဲ့အညီပေါ့ဗျာဒါကျွန်တော်တို့ဘယ်လိုကန်သွားမလဲဆိုတော့စဉ်းစားလို့တော့စောသေးတယ်ပေါ့ဗျာအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်ဒီဂျီတန်းပေါ့ဗျာဒီဂျီတန်းမှာရပြောရမယ်ဆိုတော့ကျွန်တော်ဂျူဗင်တက် body ကိုကျွန်တော်ကြိုက်ပါတယ်ဝိုင်တက်ဒီနဲ့တော့အကောင်းဆုံးတော့ကစားလာမယ်မန်စီးတီးပွဲမှာဆိုလဲသူအကောင်းဆုံးတုံ့ပြန်ကစားတာကျွန်တော်တို့တွေ့ပြီးဖြစ်ပါတယ်ဒီလိုနေသားမှာကျွန်တော်တို့ကိုပေါင်းသေးပေါ့ဗျာဒီ2ရှုံးဝင်ရိုးမှာဆိုရင်တော့ဂျူဗင်တက်အနေနဲ့ဂျူဗင်တက်ပေါ့ဗျာကိုသွင်းဖို့တော်တော်လေးခက်ခဲမဲ့ပွဲစဉ်လို့ကျွန်တော်တို့ရေဘူးရအဖြစ်မှန်းဆထားလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပထမပိုင်းပေးထားတဲ့ကြီးတန်းရကျွန်တော်နည်းနည်းလေးတန်ရရှိသွားတာဖြစ်ပါတယ်ပထမပိုင်းမှာဂျူဗင်တက်ကတေရှုံးပေးတယ်ကိုပေါင်းသေး1 tỷ အထိပေးလာတာဖြစ်ပါတယ်1 tỷ တော့မှသူကနည်းနည်းပဲရမယ်ဆိုပြီးပေးလာတဲ့အတွက်ကြောင့်ဒီပွဲစဉ်ဟာဝိုင်တက်ကျွန်တော်တို့တကူရသွားနိုင်တယ်ပေါ့ဗျာဥပမာကျွန်တော်2-1လိုမျိုးဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲပါဒါတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဂျူဗင်တက် body ကြိုက်တယ်2-0 2-1အဲ့လိုမျိုးဖြစ်သွားရင်တော့ကျွန်တော်တို့2-1ဖြစ်သွားရင်တော့ကျွန်တော်တို့ဒီ65ပြား80လောက်ရှုံးနေသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်အရက်ဆွန်ပြီးတော့ body ရတော့ကျွန်တော်ဂျူဗင်တက်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်6ပေါင်းရတော့ကျွန်တော်6ပေါင်းအပေါ်ကြိုက်ပါတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်မနေ့တနိုင်ခွင်းမှာကန်မဲ့ Real Madrid နဲ့ Pachuca ပွဲစဉ်ဒီပွဲစဉ်မှာဆိုလဲဒီလိုပါပဲစတီဂျီကျွန်တော်နှလုံး40အနိုင်ဖွင့်လှစ်ထားတာတွေ့ရတယ်ဂျူဗင်တက်နဲ့တော်တော်လေးတူတာတွေ့ရတယ်ကိုပေါင်းသေး3လုံး5မှုရှုံးဖွင့်လှစ်ထားတာဖြစ်ပါတယ်ဗျာReal Madrid ကပထမပွဲမှာကျွန်တော်တို့တေးပဲကြာသွားတဲ့ကြောင့်တစ်မှတ်ပဲရရှိတာလေအဲဟီလေကိုကျွန်တော်တို့တော်တော်လေးကစားသွားရတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော် penalty ရတယ်မဝင်ဘူးပေါ့ဗျာနောက်တစ်ချက်ကကျွန်တော်တို့ဒီပွဲစဉ်မှာပေါ့ဗျာဒီဥရောပအသင်းတွေဟာဒီကစားတဲ့အချိန်ပေါ့ဒီပွဲဆိုရင်လည်းအမေရိကမှာဆိုရင်တော့နေ့လေလောက်မှာကန်တာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့နေအပူချိန်ပေါ့ဗျာတော်တော်လေးပြင်းတာကျွန်တော်တွေ့ရတယ်ပွဲစဉ်တိုင်းလည်းကျွန်တော်တို့ဒီ cooling time ဆိုပြီးတော့ကျွန်တော်အမြဲတမ်းလိုပေးနေတာတွေ့ရတယ်ပွဲစဉ်တွေပေါ့ဗျာအဲဒါကြောင့်ကျွန်တော်တို့ကစားသမားအနေနဲ့တော်တော်လေးပင်ပန်းနွမ်းနေတာကျွန်တော်တို့တွေ့ရတယ်ဒါတော့ဒီပွဲစဉ်မှာကျွန်တော် Real Madrid အနေနဲ့ဒီကိုပေါင်းစည်းလဲပြင်းရှာတယ် body စည်းကတော့အခုချိန်မှာပေါ့လက်ရှိဖွင့်ထားကြည့်တဲ့ရတော့ကျွန်တော်1ရှုံးပဲဖွင့်ထားတာတွေ့ရတယ်မနေ့ကတော့ကျွန်တော်185လောက်ဖွင့်ထားတာတွေ့ရတယ်ကိုပေါင်းစည်းကတော့ကျွန်တော်3လုံး30ရှုံးမှာဖွင့်ထားတာတွေ့ရတယ်အခုချိန်မှာတော့လက်ရှိပေါ့ဗျာအခုကျွန်တော်ညနေလောက်မှာလောက်ထားဗီဒီယိုမှာဆိုရင်တော့အခုပေးထားတဲ့ခြေတန်းရကျွန်တော်ကြည့်မယ်ဆိုရင်1ရှုံးပေးလာတာဖြစ်ပါတယ်ကိုပေါင်းသေးရ3လုံး5မှုရှုံးကျွန်တော်စတီချေကိုပဲပြန်ရောက်လာတာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်မှာတော့ဘလိုပဲကြည့်ပေါ့ဗျာဒီပါချူခေါကျွန်တော်တို့ကိုပေးထားတဲ့ပုံစံလေးမှာကျွန်တော်ကတော့မြင်တယ်လို့ပဲကျွန်တော်ပြောပြရစီပထမပိုင်းပေးထားတဲ့ခြေတန်းတွေရလဲကြည့်မယ်ဆိုရင် Real Madrid ကပထမပိုင်းမှာတည်းကကျွန်တော်တို့ကိုရဖို့တော်လေးများပါတယ်ဒါပေမဲ့လည်းကျွန်တော် Real Madrid ဟာကျွန်တော်တို့ဒီအဓိကတိုက်စစ်မှုပေါ့ဗျာကျွန်တော်ဘာပေးကျွန်တော်ဆေးရုံမှာအဖျားပေါ့ဗျာကျွန်တော်ကုနေရတဲ့အတွက်ကြောင့်စားမပါတဲ့ဟင်းတစ်ခွက်လိုပဲကျွန်တော်တိုက်စစ်မှာတော့တော်တော်လေးအလုံးမဖြစ်တာကျွန်တော်တွေ့ရပါတယ်ကျန်တဲ့နေရာစုံပေါ့ကြည့်လိုက်မယ်ဆိုရင်တော့ Real Madrid ဟာအရင် Real Madrid ပုံစံကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်နီးပြအလွန်စုံအနေနဲ့ပေါ့တော်တော်လေးလေးလာထားပုံရပါတယ် Real ရဲ့ပုံစံအနေထားပေါ့ဗျာဒါကြောင့်ကျွန်တော်တို့တပွဲနဲ့တပွဲတော့ကောင်းလာဖို့တော့ရှိတယ်ဒီပွဲစဉ်လည်းကျွန်တော်တို့ဒါနိုင်ဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်ကျွန်တော်တော့ဒီပွဲစဉ်ပေါ့ဗျာကတ်ပြီးတော့ပဲနိုင်သွားမဲ့ပွဲစဉ်လိုပဲပြောပြရစီဘာလို့လဲဆိုတော့ပါချူကာအနေနဲ့ကျွန်တော်မက်ဆီကိုအသင်းအနေနဲ့ဒီအမေရိကနဲ့ဆိုတော့ဒါသူတို့မြေပေါ့ဗျာပြောရမယ်ဆိုတော့တိတ်မကွာပါဘူးရာသီဥတုလည်းအတူတူပဲဆိုတော့ဒီပါချူကာအနေနဲ့ရာသီဥတုဒဏ်ကိုကောင်းကောင်းခံနိုင်မှာဖြစ်ပါတယ် Real Madrid အနေနဲ့ကျွန်တော်ရှေ့ကပြောသွားသလိုပဲရာသီဥတုဒဏ်ကိုတော်တော်လေးတော့ခံစားရမှာဖြစ်တယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်အရေးဆုံးပြီးတော့ရွေးတာဖြစ်ပါတယ်ဗျာပါချူကာ body ကြိုက်ပါတယ်6ပေါင်းအောက်ကြိုက်ပါတယ်ဗျာကဲဒါတော့ကျွန်တော်ဒီနေ့ပေါ့နှစ်ပွဲကျွန်တော်ဒီ define မှာတော့ကိုတော်ကြီး channel မှာဆိုရင်တော့ကျွန်တော်နှစ်ပွဲကိုသုံးသပ်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်ကျွန်တော်တို့တွေနဲ့ဒီ
ဒီနေ့ကျွန်တော်သုံးသပ်သွားတဲ့ဗီဒီယိုကြိုက်နေတဲ့ဆိုရင် like subscribe follow ရေးလုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပါရစေဗျာကျွန်တော်တကယ်ချင်းတွေလည်းအပေါင်းပြကြပါစေမြန်မာပြည်ကြီးလည်းအေးချမ်းပါစေဗျာ Get the pump and throw your fist up in the air. Pump in the